ကန်ဆက်စရာတိုင်းရဲ့အမှန်ညွန့်ပြရာယုံတစ်ခုမှာဘဝရဲ့ဝမ်းစာဖွေရှာမောရင်ဒီခရောင်လမ်းမှာပြောရမှာမနေရတော်ရမှာနေခဲ့ရခြင်းမှာကြုံဆုံခဲ့တာမှန်သမျှရင်ဆိုင်ကအန်တုမှန်တင်ကတိုက်မြုံဝေးရငတ်ငယ်သူပမာတိုင်းတစ်ပါးဤမြေချာမှာဖေးမသူရဲ့ဝေးချိန်မှာတန်ရောစင်များစွာရဲ့သာချီနှောင်ထားတဲ့မိန်းကလေးကိုလွမ်းခဲ့ရခါကဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံဖို့ရေးကြိုးစားခိုင်မှာဒုက္ခဆိုတာဂျိုးနဲ့လာလို့လောင်ပြောင်ဟာတိုက်ကျွန်တော်မေးလိုက်ချင်တာရှစ်ပါးလောကရန်တရားကိုအပြစ်မပွားတော့မှမထားလို့တုံလုံးမူကင်းမငင်းရဲ့တလဲထင်းရဲ့တလဲပါဤမှန်ချက်တွေပြည့်အောင်ဖြည့်လို့မွေးရမြေကိုလွမ်းများစွာနဲ့သာတန်ရောစင်များစွာရဲ့သာချီနှောင်ထားတဲ့မိန်းကလေးကိုတန်တလွမ်းမပြေပါဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံဖို့ရေးကြိုးစားခိုင်မှာဒုက္ခဆိုတာဂျိုးနဲ့လာလို့လောင်ပြောင်ဟာတိုက်ကျွန်တော်မေးလိုက်ချင်တာရှစ်ပါးလောကရန်တရားကိုအပြစ်မပွားတော့မှမထားလို့တုံလုံးမူကင်းမငင်းရဲ့တလဲထင်းရဲ့တလဲပါရည်မှန်းချက်တွေပြည့်အောင်ဖြည့်လို့မွေးရမြေကိုလွမ်းများစွာနဲ့သာတန်ရောစင်များစွာရဲ့သာချီနှောင်ထားတဲ့မိန်းကလေးကိုတန်တလွမ်းမပြေပါအမေအင်္ဂလေးကိုတန်တလွမ်းမပြေပါ